လူတယောက်ကိုမနာလိုခြင်းကသူ့ရဲ့ကြာရှုံးခြင်းအစားနောက်တင်ဘယ်တော့မှမနာလိုတဲ့စိတ်ကိုအတွင်းမခံနဲ့တင်းမှာရွေးချယ်ပိုင်ခွင့်ရှိထားတယ်တင်ကောင်းမြတ်ခြင်းကိုရွေးလို့ရတယ်ဖခင်ကကောင်းမြတ်ခြင်းနဲ့ဆက်ပြီးဝန်ခံလို့ရတယ်ဖခင်ရဲ့မင်္ဂလာစကားတွေဆက်ပြီးဝန်ခံလို့ရတယ်လူတယောက်ကိုမနာလိုခြင်းကစပြီးတော့တင်းရဲ့နှလုံးသားဟာစတင်ပြီးတော့ညှဉ်းညူးခြင်းစဖြစ်နေပြီတနည်းအားဖြင့်ပြောနှလုံးယောဂါဖြစ်နေပြီheart disease မဟုတ်ပဲနဲ့ဒီနှလုံးသားနဲ့ပြဿနာဖြစ်တဲ့ယောဂစနေပြီအဲ့ဒါတော့နှလုံးသားနဲ့ပတ်သက်တဲ့ဝိညာဉ်ယောဂစနေပြီယောဂဝင်သွားပြီဟိုလူပြစ်တင်ဒီလူပြစ်တင်ဟိုလူမကျင်းတဲ့ဟိုလူအမှားပြောဒီလူအမှားပြောဘာဖြစ်လာလဲဆိုသူ့ရဲ့ကြာစင်ခြင်းအစဖြစ်နေပြီဒါမဲ့တခုရှိတယ်နောင်တပြန်ရပြီးတော့ကောင်းမြတ်ခြင်းတွေပဲပြန်ဝန်ခံတယ်ဆိုရင် तू ကအဲ့ထက်နဲ့လွတ်မြောက်အောင်မှပြန်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုဂီလာဂါလာဆိုတဲ့ဟာကြီးမကြော်ဖြတ်ပဲနဲ့မရအောင်ဆိုဒါဝိဒ်ရဲ့ဂီလာဂါလာဆိုတဲ့အရာကဘာလဲဆိုတော့ तू ငါ့ဘောဘလောက်မကောင်းကောင်းငါစီစီထွက်မှာကောင်းမြတ်ခြင်းပဲဖြစ်ရလိုက်တတ်တယ်ထွက်ပြေးတယ်လိုက်တတ်တယ်ထွက်ပြေးတယ်လိုက်တတ်တယ်ထွက်ပြေးနေရင်းနဲ့ပဲတနေ့တနေရာမှာတစ်ချိန်ချိန်မှာသူ့ရဲ့ဟလာတက်နဲ့သူ့ရဲ့တပည့်တစ်ပါးနေနဲ့ဗျာဟိုရှောလူအိတ်နေတဲ့နေရာကိုသူသွားတွေ့သွားပြီရှောလူအိတ်တဲ့နေရာကိုတွေ့တော့ရှောလူစီကိုသွားပြီးတော့မှဘာသွားလုပ်လဲဆိုတော့ရှောလူရဲ့ဟလာရှောလူကိုသွားကြည့်တယ်ကြည့်တဲ့အချိန်မှာဘာပြောဆိုတော့တပည့်တယောက်ကဘာပြောလဲဆိုတော့ကိုရောကိုတတ်တဲ့သူအခုကျွန်တော်လက်ထဲကိုဖျားအပ်ပြီးတဲ့ကိုရောမလုံနေတဲ့ကျွန်တော်ပဲအခွင့်ပေးလိုက်ကျွန်တော်လှန်နဲ့တခါတည်းထိုးပေးမယ်တခါတည်းနဲ့အဲ့ရဲ့ဟလာအဖျားကမြေကြီးကိုထိအောင်ထိုးပေးမယ်တဲ့ဘိတ်သိရှိတဲ့သူမလုံနဲ့တဲ့ come on သူ့ပေါ်မကောင်းတဲ့သူယူသေးတယ် come on shame အဲ့နှလုံးသား shame သူခေါင်းဆောင်ဖြစ်ခဲ့တဲ့သူအဲ့လိုဝန်ခံလားသူ့ဘောကောင်းလားကောင်းတော့